အားလုံးပဲမင်္ဂလာပါစတိုမီဂျပန်နီလန်ငွေစံနာမှာကြိုဆိုပါရစေဒီနေ့မှာတော့ N4 ကျောင်းသားတွေအတွက်2014ခုနှစ်လပိုင်းမှာမေးသွားတဲ့ old question ကိုအတူတူဖြေသွားမယ်နော်ဒါဆိုလို့ရှိရင် language knowledge လို့ခေါ်တဲ့ moji goi အရင်ဆုံးဖြေကြမယ် moji goi ဖြေမယ်နော်ကဲ mondai ichi mondai ichi မှာဒီခန်းကြီးလေးကိုဘယ်လိုခေါ်လဲတဲ့ဒါလေးက tanoshikatta ခန်းကြီးလေးကတဲ့နာရာတဲ့စမ်းပန်ရဲ့ဒီခန်းကြီးလေးကတဲ့ ichi ပဲဖြစ်မယ်နော် kari ခန်းကြီးလေးကဟုတ်တယ်ရှော့ကူလျောဟင်းရှော့ကူလျောဟင်းလို့ဖတ်ပါတယ်ခန်းကြီးလေးကရုံးပန်ဖြစ်မယ်နော်ခါအိုရုပ်ခုပန်လေးကရုပ်ခုပန်မှာဆိုရင်သူကဘာဖြစ်မလဲဆိုရင်ဒီခန်းကြီးလေးဖြစ်မယ်နော်ဒီခန်းကြီးလေးဒီခန်းကြီးလေးကိုဘယ်လိုခေါ်လဲဟုတ်တယ်အစ်ချီပါမနော်တန်းခီယောဟိုမိုးလေဝသတည်င်းလေးကိုပြောတာဖြစ်ပါတယ်နာနာပန်ကဒီခန်းကြီးကဟုတ်တယ်နိဗ္ဗာန်ဖြစ်မယ်နော်ဥပုခနိုင်တယ်အချိပန်ဒီခန်းကြီးလေးကနိဗ္ဗာန်နော်ဆဲဝဝေယဝဆပြုလို့ရှင် Q1 ဒီခန်းကြီးလေးကဟုတ်တယ်ဆမ်းမှန်ဖြစ်မယ်နော်တိုကျိုအဲ့တော့ဒီမှာဖြေပြသွားတဲ့ပုံစံအတိုင်းပဲပေါ့နော်မြတ်ဆန်တို့ကဘယ်လိုဖြေရမလဲဆိုရင်ဒီမွန်တိုင်းအချီလို့ခေါ်တယ်ပေါ့နော်ဒီမေးခွန်းပုံစံနံပါတ်1ကိုဖြေဆိုရဲဆိုရင်အခုလိုမျိုးမြင်းမြန်းဆက်ဆက်ပုံစံနဲ့ပဲပေါ့နော်ဖြေဆိုသွားရမယ်စာမေးပွဲမှာဆိုရင်အချိန်မရှိရဖြစ်တဲ့အတွက်ကြောင့်တစ်ကြောင်းလုံးဖန်တီးဖို့အတွက်အချိန်မရှိပါဘူးအဲ့တော့ဘယ်လိုဖြေရမလဲဆိုလို့ရှိရင်အခုဒီခန်းကြီးလေးမြင်းတထားတဲ့ခန်းကြီးကြည့်မယ်အောက်ကရွေးချယ်စရာလေးခုတည်းကဖြစ်နိုင်ဆုံးမှန်ကန်ဆုံးအရာတစ်ခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုပုံစံမျိုးနဲ့မွန်တိုင်းနီကိုဆက်သွားမယ်နော်မွန်တိုင်းနီခန်းကြီးကအေးကပေါ့နော်ဒါကအေးကဒီအောက်ကလေးခုထဲမှာဆိုရင်အေးကဆိုတဲ့ခန်းကြီးလေးကဘာဖြစ်မလဲဟုတ်တယ်စမ်းမှန်ဖြစ်မယ်နော်သူကအိုယောဤတဲ့အိုယောဤတဲ့ဆိုတာရှေ့ကူးနေအိုယောဂီမတ်ကလာပါတယ်ဒီခန်းကြီးလေးကဟုတ်တယ်နိဗ္ဗာန်ဖြစ်မယ်နော်ဥရိပဥရိပဆိုတာအယောင်ကောင်းတာကိုပြောဖြစ်ပါတယ်ဥရိပဥရိပဆိုတဲ့ခန်းကြီးလေးကဥရိပကအချိပန်ဖြစ်ပါမယ်ဂျူးဆန်ပန်ဟိုဝါဒီမတ်ပြီးဆုံးနေပေါ့နော်ပြီးဆုံးနေဆိုတဲ့ခန်းကြီးလေးကရုံးပါပါဂျူးရုံးပန်ဟောရဟောရဆိုတဲ့ခန်းကြီးလေးကိုဘယ်လိုရေးမလဲဟောရဆိုတဲ့ခန်းကြီးလေးကဟုတ်တယ်စမ်းပန်ဖြစ်မယ်နော်စမ်းပန်ခါခါရီဆိုတဲ့ခန်းကြီးလေးကဒါလေးဖြစ်မယ်နော်ခါခါရီမွန်တိုင်းဆန်မွန်တိုင်းဆန်ဆိုလို့ရှိရင်တော့ကျောင်းသားရဲ့အားလုံးကဒီမှာရေးထားတဲ့ဟာအားလုံးဖတ်တတ်မှာပဲရပါမယ်တစ်ချောင်းလုံးဖတ်တတ်ရမယ်ပေါ့နော်ふたつ目の駅で電車からバスに何々ください。ဟောနှစ်ခုမြောက်ဘူတာမှာဘူတာနှစ်ခုမြောက်မှာတဲ့ယထာပေါ်ယထာမှာပေါ့နော်ဘတ်စကားတို့ကွက်လက်ပါဆိုတော့ဒီမန်လေးကနိုရိခရဲ့တဲ့ပြောင်းစီရမယ်အဲနှစ်ခုမြောက်ပေါ့နော်ဒါဘူတာနှစ်ခုမြောက်မှာဆိုရင်ယထာပေါ်ကနေဆင်းလိုက်မယ်အဲ့ယထာကနေမျိုးဘတ်စကားကိုပြောင်းစီပေးရမယ်နိုရိခရဲ့တဲ့ခုဒါဆိုင်ပြောင်းစီပေးပါ17番レストランの何々には英語の説明も書いてあります。ဒီစားသောက်ဆိုင်ရဲ့ကွက်လက်မှာဆိုရင်တဲ့အင်္ဂလိပ်ဘာသာစကားရဲ့ရှင်းပြချက်တွေကိုလည်းပဲရေးထားပါလေတဲ့။ဖြေပါလေးကဘာဖြစ်မလဲ။ရုံးမှန်ဖြစ်မယ်နော်။ restaurant နော် menu ဆိုတာကမီနူကိုပြောဖြစ်ပါတယ်။ဟင်းနေရာစရင်18番3月大学を何々して今は日本で仕事をしています。ပြီးခဲ့တဲ့လကတက္ကသိုလ်ကနေကွက်လက်ဖြစ်ပြီးတော့တဲ့အခုကတော့ဂျပန်မှာအလုပ်လုပ်နေပါတယ်ဆိုတော့ဖြေမှန်လေးက
네, 수수께어 피면 수수께어 사보야라. 다이가고 수수께어 심어 스타가도가니 보야래. 주큐베. 코노미치와 나니나뇨시테 이루노데 토리마센. 토레마센. 디 랭아의 꼴레고လောက်ထားတဲ့အတွက်ကြောင့်နဲ့ထိုးရဲမဆန်းဆိုတာမကူးဖြတ်နိုင်ပါဘူးလို့ပြောတာဒါဆိုရင်ဖြေမှန်လေးကဘာဖြစ်မလဲတဲ့ဖြေမှန်ကနိပါမနော်ခိုးကြည့်ဆိုတာဒါပြင်ဆင်နေစဉ်ဒီလမ်းမှာဆိုလို့ရှိရင်တော့ခိုးကြည့်ဆိုတာကဟိုစောက်လုပ်ရေးတွေကိုပြောတာပေါ့နော်ဒီလမ်းမှာဆိုရင်တော့စောက်လုပ်ရေးလုပ်နေရဖြစ်တဲ့အတွက်ကြောင့်ဖြတ်တန်းသွားလာလို့မရနိုင်ပါဘူးတဲ့ဒီကျူးပဲ今日何々を1枚割ってしまいました。ဒီနေ့မှာတော့လေကွက်လက်ကိုတစ်ချက်ခွဲလိုက်မိတယ်တဲ့။ဖြေမှန်လေးကစမ်းမှန်ဖြစ်မယ်နော်။စားတာပကံများတွေခွဲတယ်ဆိုလို့ရှိရင်ဝါရီမတ်လို့သုံးတယ်။割ってしまいましたဆိုတာခွဲလိုက်မိတယ်လို့ပြောတာနော်။ဘက်ကိုတဲပေါင်ပြောင်းနေしまいました。21番。日本語が正しいかどうかもう一度何々してください。ဂျပန်ဘာသာစကားကမှန်သလားမမှန်ဘူးလားဆိုတာကိုနောက်တစ်ချိန်ကွက်လက်ပါတဲ့ဒါဆိုရင်ကြည့်အောင်နော်ဘာဖြစ်မလဲဟုတ်တယ်ချက်ကုရှ်တေကရာဆိုင်စစ်ဆေးပေးပါလို့ပြောတာနော်နီဂျူနီပဲどこに旅行に行くかクラスのみんなに何々を聞いて決めましたဘယ်နေရာမှာတဲ့ခရီးသွားဖို့ပေါ့နော်ကောင်းတယ်လေဘယ်နေရာသို့ခရီးသွားဖို့ကောင်းတယ်လဲဆိုတာတဲ့အတန်းရတငယ်ချင်းတွေအားလုံးရဲ့ကွက်လက်ကိုမေးပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ဆိုတော့ဖြေမှန်လေးကတဲ့ရုံးမှန်ဖြစ်မယ်နော်ဤခံဆိုတာထင်မြင်ချက်တွေကိုပြောတာဖြစ်ပါတယ်နီချူစံပန်ခုနိခါရာလျောရှင်းကခုတို့နော်တဲ့ခုကိုဲနာနီနာနေနေခီမတ်တိုင်းပြည်မှာလျောရှင်းမိဘတွေကလာတော့ကြောင်းတဲ့လေစိတ်တို့ကွက်လက်ပို့သွားတယ်တဲ့ဖြေမှန်လေးကတဲ့အချီပဲနော်မူခိုင်းနေခီမတ်ကြိုးဖို့သွားပါတယ်ဒီကျူးရုံးပဲこの肉は硬いのでよく何々食べています。ဒီအသားကပေါ့နော်မာကျောတဲ့အတွက်ကြောင့်လည်းမကြခဏကွက်လက်ပြီးတော့စားပါတဲ့ဖြေမှန်လေးကဟုတ်တယ်ခံတယ်ဆိုတာခါမှုကလာရပေါ့နော်ခါမီမတ်နဲ့ပြောမယ်မတ်ဖောင်းနဲ့ပြောမယ်ဆိုရင်ခါမီမတ်ဆိုတာဝါးတယ်ကိုက်တယ်ပေါ့နော်ဟိုပီကယ်ဒီပိုင်းဝါးတယ်ဆိုရင်လည်းသုံးရတယ်ဒီနေရာမှာဆိုရင်တော့ဒီအသားကမာတဲ့အတွက်ကြောင့်ကောင်းစွာဝါးစားပါလို့ပြောတာဒီကျူးကောပဲပြောဝါပါတီကအာရုံတော်တဲ့တေဘူရူနီဟာနာကိုကွက်လက်တဲ့ဒီနေ့ကတဲ့ပါတီရှိတဲ့အတွက်ကြောင့်နော်စပွဲခုံပေါ်မှာတဲ့ကွက်လက်ကိုလှုပ်ထားတယ်တဲ့စပွဲခုံပေါ်မှာပန်းကိုကွက်လက်လှုပ်ထားတယ်ဆိုတော့ဒီမှန်လေးကဟုတ်တယ်ခါစားရီမတ်တာသစားဆင်ထားတယ်ပေါ့နော်မွန်တိုင်းယုံမွန်တိုင်းယုံဆိုလို့ရှိရင်ဒီအရင်တနေ့ရဖြေမှုတဲ့ပုံစံတွေအတိုင်းပါပဲဒီမြေတားထားရဲ့စာကြောင်းနဲ့ပေါ့နော်အတိပ္ပယ်အပြင်တူညီတဲ့စာကြောင်းတွေကိုရွေးပေးရမှာဖြစ်တယ်ဒါဆိုရင်ဒီဂျူရိုကိုပဲဖြည့်ကြည့်မယ်ခိုဒေဝါတိုတေမိုဒိုင်ဂျီဒတ်ဒီဟာကအရန်ကိုအရေးကြီးတယ်တဲ့ဒါကအရန်ကိုအရေးကြီးတယ်ဆိုရင်အရင်တနေ့ကဖြည့်ပြထားသလိုပဲစာမေးပွဲမှာဆိုရင်ဒါတွေကတူညီနေပါတယ်အဲ့တော့ဒါတွေကိုဖတ်စီရမလိုပါဘူးเนาะ you made us နာမည်ကြီးတယ် Thai sister does အရေးကြီးတယ် Barry does အဆင်ပြေတယ် Job does တောက်တင်းတယ်ဆိုတော့ဖြေမှန်လေးကဘာဖြစ်မလဲဟုတ်တယ်ဖြေမှန်လေးကနိဗ္ဗာန်ဖြစ်မယ်နော်နီဂျူနာနာဗန်ခိုကိုဝါခီအန်ဒက်စ်ဒီနေရာဒီတဲ့ခီအန်ဆိုတာဆေးလိမ်မတောက်ရဘူးပြောတာအဲ့တော့ဒီနေရာဒီဆေးလိမ်မတောက်ရဖြစ်တယ်ဆိုတော့ဖြည့်ကြည့်မယ်နော်မီခိုခိုတဲ့မီဂီနီမာကတဲဝိုင်ခင်ပါဆန်ဒီနေရာမှာညာဘက်တော့ပွေလို့မရဘူးခိုခိုတဲ့ရှာရှင်းကိုတိုးတဲဝိုင်ခင်ပါဆန်ဒီနေရာမှာဓာတ်ပုံကိုရိုက်လို့မရဘူးခိုခိုတဲ့နိုမီမိုနိုနိုတဲဝိုင်ခင်ပါဆန်ဒီနေရာမှာတောက်စရာတွေကိုတောက်လို့မရဘူးခိုခိုတဲ့ထားပါကိုစွတ်တဲဝိုင်ခင်ပါဆန်ဒီနေရာမှာဆေးလိပ်ကိုတောက်လို့မရဘူးဆိုတော့ဖြေမှန်လေးကတဲ့ဖြေမှန်လေးကရုံးမှန်ဖြစ်ပါမယ်နေကျူဟာချိပဲ昨日父に叱られましたမနေ့ကအဖေစီကနေစုချင်းခံခဲ့ရတယ်တဲ့စုခံခဲ့ရတယ်လို့ပြောတာပေါ့နော်ဒါဆိုရင်အဖေစီကနေစုချင်းခံခဲ့ရတယ်ကြည့်ကြည့်မယ်နော်昨日父
ချိနီဆိုတဲ့ဟာရတူညီနေအဲ့တော့ဒါတွေကိုပတ်စရာမလိုပါဘူးเนาะစာမေးပွဲမှာရှင်းမရှိတဲ့အတွက်ကြောင့်ဝါရဝါရဲမစတာအီချင်းခံရတယ်ဌာနုမာရဲမစတာတောင်းဆိုခြင်းခံရတယ်ဟိုမဲရာရဲမစတာရှီကျူးခြင်းခံရတယ်အိုကူရာရဲမစတာစိတ်ဆိုးခြင်းခံရတယ်ဆိုတော့ဖြေမှန်လေးကဘာဖြစ်မလဲဟုတ်တယ်ဖြေမှန်လေးကရုံးမှန်ဖြစ်ပါမယ်你就 Q 呗。明日の9時にそちらに届けます。မနက်ဖြန်9နာရီအဲ့နေရာစီတို့ပေါ့နော်ရောက်ပါမယ်တဲ့ထိုထိုခဲမဆိုတာရောက်ရှိတာပေါ့နော်ဒါဆိုရင်明日の9時にဆိုတဲ့ဟာကြီးအားလုံးそちらにအဲ့ဒါကြီးအားလုံးတူရပေါ့နော်持ってきますယူဆောင်လာမယ်返しますပြန်ပေးမယ်着きますရောက်ရှိတယ်帰りますပြန်မယ်ဆိုတော့အဖြေမှန်လေးကอืม ဒီမှန်လေးကအချိပန်ဖြစ်ပါမယ်เนาะအာပရိုခဲမဆိုတာကရောက်ရှိသည်เนาะတနည်းအားဖြင့်အာအဲ့ဒီနေရာကိုပို့ဆောင်သည်ဆိုတဲ့အဓိပ္ပာယ်เนาะမတ်တေအခိမဆိုတာပို့ဆောင်လာတာကိုပြောတာပါပို့ယူဆောင်လာတယ်ပေါ့နော်ယူဆောင်လာတယ်ဒါယူဆောင်လာတယ်လို့ပြောเนาะမတ်တေအခိမယူဆောင်သွားတယ်ပေါ့စာချုပ်ပဲここは車を生産するところです。ဒီနေရာကတဲ့ကားကိုတဲ့ထုတ်လုပ်တဲ့နေရာဖြစ်တယ်တဲ့။ဒါနော်ဒါဆိုရင် easy ပဲဖတ်ကြည့်မယ်။ここは車を借りるところです。ဒီနေရာကကားကိုငှားရမ်းတဲ့နေရာဖြစ်တယ်။ここは車を止めるところです。ဒီနေရာဒီကားကိုရပ်တဲ့နေရာဖြစ်တယ်။ここは車を作るところです。ဒီနေရာဒီကားကိုဖန်တီးတဲ့နေရာဖြစ်တယ်။ဟောဖြေမှန်လေးကစမှန်ဖြစ်မယ်။ここは車を洗うところです。ဒီနေရာဒီကားကိုဆေးကြောတဲ့နေရာဖြစ်တယ်ဆိုတော့ဖြေမှန်လေးကဖြေမှန်လေးကစမှန်ဖြစ်ပါတယ်နော်။問題5問題5ကစကားလုံးတွေရဲ့ပေါ့နော် sky cutter လို့ခေါ်တဲ့အသုံးပြုပုံအသုံးပြုနည်းကိုဖြည့်ဆိုရမှာဖြစ်ပါတယ်။နောက်ခုစုပ်ကိုစာရှိန်ဆိုချက်ဂတိပေါ့နော်။ဒါဆိုရင်一番ဖတ်ကြည့်မယ်နော်။この飛行機は10時に日本に着く約束です。ဒီလေယာဉ်ပျံကတဲ့10နာရီမှာဂျပန်တို့ရောက်မယ်အစီအစဉ်ဖြစ်ပါတယ်။ရှိန်ဆိုချက်ဖြစ်ပါတယ်ပေါ့နော်။明日は母と買い物に行く約束があります。မနက်ဖြန်အမေနဲ့ဈေးဝယ်သွားဖို့ရှိန်ဆိုထားတာရှိတယ်ဆိုတော့ပြင်မှန်လေးကစမ်းမှန်ဖြစ်မယ်နော်sorry နိမှန်ဖြစ်ပါမယ်စမ်းမှန်電車の切符の約束はインターネットでできますかယထာလက်မှတ်တွေရဲ့ရှိန်ဆိုမှုတွေကပေါ့နော်အင်တာနက်မှာရနိုင်မလားလို့ပြောရတဲ့အတွက်ဒါကမှားတယ်ရုံးပန်今から今日の感覚の約束を説明しますအခုအစားပြီးဒီနေ့ကြည့်ရှုလေ့လာမှုရဲ့ရှိန်ဆိုချက်တွေဂတိတွေကိုလည်းရှင်းပြပါမယ်ဆိုတော့ဒါကလည်းမဖြစ်နိုင်နော်ပြီးရင်စံဂျူနီပန် oray ဆိုတာကျေးဇူးတော်ပြန်မှုတွေကိုပြောတာဖြစ်တယ်一番お土産をもらったのでお礼を言いましたအပြန်လက်ဆောင်နော်お土産ဆိုတာလက်ဆောင်ကိုလည်းရရှိခဲ့တော့ကြောင်းနဲ့ကျေးဇူးတင်တဲ့စကားကိုပြောမယ်တဲ့မှန်တယ်ဒါလေးကမှန်တယ်နော်2番入院した時友達がお礼に来てくれました。ဆေးရုံတက်နေတဲ့အခါမှာတငယ်ချင်းကပေါ့နော်お礼ဆိုတာကကျေးဇူးတုံ့ပြန်မှုတွေကိုတဲ့ဒါကျေးဇူးတုံ့ပြန်တဲ့စကားတွေကိုပေါ့နော်ပြောဖို့အတွက်လာပေးခဲ့တယ်ဆိုတော့မှားပါတယ်နော်3番今日は父の誕生日のお礼を買いに行きますဒီနေ့ကတော့တဲ့အဖေမွေးနေ့ရဲ့ကျေးဇူးတွေကိုပေါ့နော်ဝယ်ဖို့သွားတယ်တဲ့ဟန်ဒါနာထိုးစံနေနော်ဒီလိုကြီးမပြောပါဘူး失礼しますと言ってお礼をしてから部屋に入ります。ဝင်ခွင့်ပြုပါလို့ဆိုရဲပေါ့နော်ဒီဝင်ခွင့်ပြုပါလို့ပြောပြီးရောတဲ့ oray ဆိုတာကကျေးဇူးတုံ့ပြန်မှုတွေကိုတဲ့လုပ်ပြီးတော့တဲ့ခန်းထဲကိုဝင်နေဆိုတော့ဖြေမှန်လေးက each ပန်ဖြစ်ပါတယ်။စမ်းကျူးစမ်းပန်တိတ်နေဆိုတာရင်ရင်ချင်းချင်းတည်တည်ချာချာတတ်တတ်ရဲ့ဘောလို့သူမှအဓိပ္ပာယ်အများကြီးရှိပါတယ်။一番デパートやホテルの人は丁寧な言葉を使います。department store တွေဟိုတယ်လို့ဟိုတယ်ရလူတွေရတယ်ယဉ်ကျေးတယ်ပေါ့နော်တိတ်နေနာဆိုယဉ်ကျေးသုံးလုံးလေးတွေစကားလုံးလေးတွေအသုံးပြုတယ်ဆိုတော့ဒီမှန်လေးကအချိပန်ဖြစ်ပါတယ်နော်အချိပန်ဆိုရင်မှန်တယ်နော်နိဗ္ဗာန်ကချစ်ချင်းတော်ထမ်းဆော့ပြီးနေတိတ်နေနာ present တို့နိ
restaurant に行きました。အဖေမွေးနေ့မှာဒါယဉ်ကျေးတယ်ပေါ့နော်restaurant ကိုသွားတယ်လို့ပြောတော့မှားတယ်3番女の人に年を聞くのは丁寧ではありません。မိန်းကလေးတွေကအသက်ကိုမေးတယ်ဆိုတာကယဉ်ကျေးတာမဟုတ်ပါဘူးတဲ့ဒီလိုလည်းမသုံးပါဘူးနော်4番このお箸は味がとても丁寧ですねဒီမုံကအရသာကတော်တော်လေးကိုမှယဉ်ကျေးသိမ်မွေ့တယ်နော်တဲ့ဒီလိုလည်းမသုံးပါဘူးဖြေမှန်လေးက ichi ပဲဖြစ်ပါတယ်စမ်းကျူးရုံးပဲနူတယ်လူစားဆိုဆွတ်တယ်ဆိုတဲ့ ichi ပဲチョコレートで手が濡れてしまいました。ショコラကြောင့်လက်ကဆိုးဆိုးသွားခဲ့တယ်ဒီလိုသုံးပါအောင်နော်2番森の中の空気はいつも濡れていますတောအုပ်တွေကပေါ့နော်空気ဆိုတာလေထုတွေကအမြဲတမ်းဆိုးဆွတ်နေတယ်တဲ့နောက်ဆက်ကြည့်မယ်နော်3番雨で洗濯物が濡れていますမိုးကြောင့်လျှော်ထားတဲ့အဝတ်တွေကဆိုးဆွတ်နေတယ်ဒီလိုသုံးမယ်နော်4番このメロンは濡れていて美味しいですねဒီ meron ကပေါ့နော်ဆိုးဆွတ်ပြီးတော့အရသာရှိတယ်ဒီလိုလည်းမသုံးပါဘူးနော်စမ်းကျုပ်ကပဲဝါခဆုဆိုတာကစူပတ်စီတာကိုပြောတာဖြစ်ပါတယ်一番走る前に少し運動して体を沸かしましたမပြေးခင်မှာတဲ့မပြေးခင်မှာပေါ့နော်လေးချိန်ကနေအနည်းငယ်လုပ်ပြီးတော့ခန္ဓာကိုယ်စူပတ်တယ်တဲ့ဒီလိုမသုံးပါဘူးနော်2番2番က乾した卵を半分にしてサラダに入れましたစူပတ်နေတယ်ပေါ့နော်စူပတ်နေခဲ့တဲ့ကြက်ဥတွေကိုတောဝက်ပြီးတော့တဲ့ဆာလာဒါဆိုတာအတုပ်ထဲကိုပေါ့နော်ထည့်လိုက်တယ်တဲ့3番寒いのでストーブで部屋を乾しましょうအေးနေတော့ကြောင့်ပေါ့နော်စတိုးဘူးဆိုတာမီးဖိုဖြစ်အခန်းကိုစူပတ်အောင်လုပ်ကြစို့ဒီလိုလည်းမသုံးဘူးပေါ့နော်4番お茶を入れるからお湯を沸かしてくださいအိုချာဆိုတာဂျပန်ရိုးရာတစ်ဖက်6ကိုထည့်ပြီးမှရှင်နွေးကိုစူပွားအောင်လုပ်ပါရှင်နွေးကိုထည့်လိုက်ပါလို့ပြောတာဖြေမှန်လေးကရုံးမှန်ဖြစ်ပါမယ်ဟုတ်ဒါဆိုရင်မိုးကြီးကောရဲ့အပိုင်းကတော့ဒီထိပါပဲအားလုံးပဲကောင်းသောနေ့တွေဖြစ်ပါစေရှင်